Law of Relativity နှိုင်းယှဉ်ခြင်းနည်းရာမှာကျမတို့လူတွေမှာကကိုယ်ခြံထဲကမြက်ထက်ဟိုဘက်ခြံထဲမှာရှိတဲ့မြက်ကပိုပြီးစိမ့်နေဆိုတဲ့စိတ်မျိုးရှိတတ်ကြတယ်။ The grass is greener on the other side ပေါ့။သူများယောက်ျားကပိုပြီးပစံရှာနိုင်တယ်။သူများမိန်းမကပိုပြီးဆွဲဆောင်မှုရှိတယ်။သူ့ရဲ့ကလေးတွေကပိုပြီးစားတော်တယ်။သူတို့စီးတဲ့ကားကပိုပြီးကောင်းတယ်စသည်ဖြင့်တွေးတတ်ကြတာဟာနှိုင်းယှဉ်တတ်တဲ့စိတ်ပဲဖြစ်ပါတယ်။အင်္ဂလိပ်လိုဆိုရင်တော့ social comparison လို့ပြောနိုင်ပါတယ်။နှိုင်းယှဉ်နဲ့ compare လုပ်တယ်ဆိုတာလူ့သဘာဝ human nature ပဲဖြစ်ပါတယ်။ကလေးလေးတွေတောင်ကိုယ့်လက်ထဲကအယုတ်ထက်သူများလက်ထဲကအယုတ်ကိုပိုပြီးလိုချင်တဲ့စိတ်မျိုးရှိနေတတ်ကြတာပါပဲ။စိတ်ထောင်ချောက်တွေထဲမှာနှိုင်းယှဉ်တတ်တာလည်းပါပါတယ်။အချင်းချင်းနှိုင်းယှဉ်နေတတ်ကြတယ်။သူသွားတဲ့လမ်းနဲ့ကိုသွားတဲ့လမ်းမတူပေမဲ့လည်းနှိုင်းယှဉ်တတ်ကြပြန်တာပဲ။ကိုဘဝနဲ့သူ့ဘဝနဲ့မတူညီဖြတ်တန်းလာကြတဲ့အတွေ့အကြုံတွေမတူညီပေမဲ့သူကတော့ဒီလိုဖြစ်တယ်ဒီလိုနေရတယ်ငါကတော့သူ့လိုမနေရဘူးမသွားရဘူးဆိုပြီးနှိုင်းယှဉ်နေမိတတ်ပါတယ်တကယ်တော့လူတိုင်းရဲ့ဘဝမှာအဆိုးအကောင်းဆိုတာအမြဲတွင်တွဲပြီးရှိပါတယ်ဒါကိုနားမလည်လက်မခံနိုင်တဲ့၍ကျမတို့ဟာနှိုင်းယှဉ်နေမိတတ်ကြမှာပဲဖြစ်ပါတယ်ဒုက္ခမှာဒုက္ခရဲ့သဘောတဘာဝအရာပင်ပန်းမှုတွေဆင်းရဲမှုတွေရှိတယ်နာကျင်ဝမ်းနည်းရတာတွေရှိတယ်ဒုက္ခမှာတော့ချမ်းသာခြင်းတက်တောင့်တက်တာရှိခြင်းအေးချမ်းခြင်းစတဲ့သဘာဝတရားတွေရှိတယ်ဒါပေမဲ့ human nature အရဒုက္ခကိုဒုက္ခလို့မထားနိုင်သလိုဒုက္ခကိုလည်းဒုက္ခအနေနဲ့မထားနိုင်ကြပါဘူးဒုက္ခရောက်နေတဲ့အချိန်မှာဒုက္ခနဲ့နှိုင်းယှဉ်ခံစားလိုက်တယ်အဲ့ဒီအခါဒုက္ခရဲ့သဘောတဘာဝတွေဟာပိုပြီးပြည်ပြင်းသွားတယ်ဒုက္ခရဲ့အရသာကလည်းဒုက္ခနဲ့နှိုင်းယှဉ်လိုက်ရင်ပိုပြီးထင်ရှားပေါ်လွင်လာတတ်တယ်အလွယ်ဥပမာပေးရရင်ဝါတဲ့သူဟာပိန်တဲ့သူတွေနဲ့နှိုင်းယှဉ်ကြည့်မိလို့သူ့ကိုယ်သူဝါတယ်လို့ခံစားရတာဖြစ်တယ်အသားမဲတဲ့သူကလည်းဖြူတဲ့လူနဲ့နှိုင်းယှဉ်ပြီးသူဟာမဲတယ်ဆိုတဲ့ခံစားချက်ကိုရတယ်လောကမှာကောင်းတဲ့ဆိုအဖြူနဲ့မဲဟာအမြဲအတူတွဲနေတတ်ပါတယ်ဒါဟာဆန့်ကျင်ဘက်နှစ်ခုအတူရှိနေတဲ့သဘောတရား dualistic concept ပဲဖြစ်ပါတယ်ဒါကြောင့်အဖြူကိုအမဲနဲ့နှိုင်းယှဉ်နေမယ့်အစားအဖြူအတိုင်းလက်ခံထားလိုက်တယ်အမဲအတိုင်းလက်ခံထားလိုက်တယ်ဆိုရင်ဒါဟာ neutrality ဆိုတဲ့စိတ်အခြေအနေကိုရောက်နေတာဖြစ်ပါတယ်သူ့နေရာနဲ့သူ့ရှိတိုင်းသူလက်ခံထားလိုက်တဲ့အခါမှာစိတ်ကကြိုက်ခြင်းမကြိုက်ခြင်းဆိုတာတွေနောက်လိုက်ပြီးပင်ပန်းခြင်းမဖြစ်တော့ပါဘူးလွတ်လပ်မှုရပါတယ်သဘောပေါက်ထားရမှာကအမဲထဲမှာလည်းအဖြူရှိနိုင်တယ်လို့အကောင်းထဲမှာလည်းအဆိုးရှိနိုင်တဲ့သဘောပါပဲပတ်စံတစ်ပြားမှမရှိတဲ့အင်ဂျီရမဲ့လူတစ်ယောက်ဟာပလက်ဖောင်းပေါ်ခေါင်းချလိုက်တာနဲ့အိပ်ပျော်သွားတယ်ဆိုတာဒုက္ခတွေကဒုက္ခသေးသေးလေးတစ်ခုပဲဖြစ်ပါတယ်။ဤဆက်နေတဲ့မှုရကြီးပေါ်ကတထေးကြီးကတော့လုပ်ငန်းတွေဆုံးရှုံးသွားမှဆိုပြီးညဘက်အိမ်မပျော်နိုင်တာဟာဒုက္ခတွေကဒုက္ခတစ်ခုပါပဲ။အချုပ်ဆိုလိုရင်းကတော့ဘဝမှာကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်တလဲပြီးတလဲကြုံနေရတာပါပဲ။ဒါကိုနားလည်လက်ခံနိုင်တယ်ဆိုရင်စိတ်အတွင်းတည်ငြိမ်မှုအေးချမ်းမှု inner peace ကိုရနိုင်ပါတယ်။ကျမမကြာခဏရေးခဲ့ဖူးတဲ့ consciousness map ရဲ့အလဲကောင်တက်တဲ့မှာ neutrality ဆိုတာရှိပါတယ်။ neutrality မှာ non-judgmental ဖြစ်တဲ့စိတ်အခြေအနေဆိုတာဒုက္ခဖြစ်ဖြစ်ဒုက္ခဖြစ်ဖြစ်ဘာနဲ့မှမနှိုင်းယှဉ်ပဲတဘာဝအတိုင်းအရှိအတိုင်းလက်ခံထားနိုင်တာကိုဆိုလိုတာပါပဲ။နှိုင်းယှဉ်နေတဲ့အခါမှာဒေါသစိတ်ဝမ်းနည်းစိတ်အလိုမကျစိတ်အားငယ်စိတ်တွေဖြစ်ပေါ်နေတတ်ပါတယ်။သူများကိုမနာလိုစိတ်တိုက်ခိုက်ခြင်းစိတ်မုန်းတီးစိတ်ချီးမရစိတ်သူများကြရှုံးသွားရင်ဝမ်းသာတဲ့စိတ်တွေဖြစ်တတ်ပါတယ်။ဒါတွေဟာအောက်ကိုတွန်းချတဲ့ force တွေဖြစ်ပါတယ်။အကုသိုလ်စိတ် negative energy low energetic frequency ဖြစ်ပါတယ်။ lack mentality ဖြစ်ပါတယ်။ neutrality ကိုရောက်လာရင်ပျော်ရွှင်တဲ့စိတ်ကျေနပ်တဲ့စိတ်ကျေးဇူးတင်တတ်တဲ့စိတ်တွေဖြစ်လာပါတယ်။ဒီစိတ်တွေကတော့အထက်ကိုတွန်းတင်ပေးတဲ့ power တွေဖြစ်ပါတယ်။ကုသိုလ်စိတ် positive energy high energetic frequency and abundance mentality ဖြစ်ပါတယ်။နှိုင်းယှဉ်နေဆိုတာကမွေးလာကလေးကပါလာခဲ့တာမို့လုံးဝမဖြစ်အောင်ရပ်တန့်ဖို့မလွယ်ပေမဲ့တတိရှိရင်တော့ရှော့ချလို့ရနိုင်ပါတယ်။အခုအချိန်မှာ social media ကြည့်ရဆိုရင်ပဲတချို့တွေတကယ်ကိုအပြန်စားအမိုက်စားတထေးဆန်တဲ့ lavish lifestyle ကို show off လုပ်ပြထားတာမျိုးတွေတွေ့ရတတ်တယ်။ဒီ
ဒီလိုလူမျိုးတွေကိုတွားကြည့်မိတဲ့အခါကိုယ့်ဘဝကိုပို့ပြီးစိတ်သက်ကြတာမျိုးဖြစ်နိုင်တယ်အထူးသဖြင့်အခုလိုကြက်တဲနေကြတဲ့အချိန်မှာသူများတွေနဲ့ကိုယ့်ဘဝကိုမနှိုင်းယှဉ်မိပါစေနဲ့သူများဘဝကိုကြည့်ပြီးကိုယ့်ဘဝကိုဝမ်းနည်းနေမယ်ဆိုရင်ဒါဟာ lack mentality ပါပဲကိုယ့်ဘဝမှာရှိတဲ့အရာတွေဟာကိုယ်နဲ့အဆင်ပြေနေတယ်ဒါတွေကိုလက်ခံထားနိုင်တယ်ကျေနပ်တယ်ဆိုရင် abundance mentality ပဲဖြစ်ပါတယ်စကြဝဠာရဲ့လေးနက်မှုမြင့်မြတ်မှုတည်ငြိမ်မှုအလားတရားယရနာတွေနဲ့လှုပ်ဝက်ချက်တွေဆိုတာတကယ်တော့ကျမတို့ရဲ့ဆိုးနှလုံးသားထဲမှာပဲရှိနေတာပါရှာဖွေလေထိတွေ့ခံစားခွင့်ရလေမို့လို့အံ့ဩဝမ်းသာစရာပဲဖြစ်ပါတယ်တကယ်တော့ကျမတို့အားလုံးဟာကိုယ်လန်ကိုယ်သွားနေကြတာပါသူ့လိုဖြစ်ချင်လိုက်တာလို့ဘယ်တော့မှစိတ်မကူးပါနဲ့အားလုံးဟာကိုယ့်ဘဝနဲ့ကိုယ်တမူထူးခြားနေတဲ့သူတွေပါကိုယ့်ဘဝဆိုးနေတယ်ဆိုရင်လည်းအကောင်းတွေကိုရှာဖွေလက်ခံပါကိုယ့်ဘဝကကောင်းနေတယ်ဆိုရင်လည်းအဆိုးလေးတွေရှိနေသေးတာနားလည်လက်ခံပေးပါဟိုဘက်ခြံကမြက်ကပိုစိမ့်တာမျိုးမဟုတ်ပဲကိုယ်ခြံထဲကမြက်ကလေးကလည်းစိမ့်ပါတယ်ပန်းပွင့်ကလေးတွေလက်ပြလေးတွေနဲ့တာယာနေတာပဲဆိုတာယုံကြည်ပါကျေနပ်တဲ့စိတ်ကျေးဇူးတင်တတ်တဲ့စိတ်ကိုမွေးမြူလိုက်တဲ့အခါမှာတကယ်ကိုပြည့်စုံကြွယ်ဝချမ်းသာတယ်ဆိုတဲ့စကြဝဠာရဲ့အလှရတနာတွေကိုခံစားရမှာဖြစ်ပါတယ်